ဒီနေ့လှုပ်တာထဲမှာမလှုပ်တာရှာဆိုတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှူပေးလူမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်လက်ထက်တုန်းကအရှင်နာဂသမလာလို့ခေါ်တဲ့ယဟန်တော်တစ်ပါးရှိခဲ့ပူပါတယ်။မြတ်စွာဘုရားဝါတော်20ပြည့်တဲ့အချိန်ကျမှအရှင်အနန္ဒကအမြဲတမ်းအလုတ်ကြီးဖြစ်နေအနည်းငယ်ပြုစုစောင့်ရှောက်ခဲ့တာဆိုတော့ဝါတော်20မတိုင်ခင်မှာအလှည့်ကျပြုစုလုပ်ကြွေးကြတဲ့ယဟန်တော်တွေထဲမှာအခုအရှင်နာဂသမလာကတပါးပါဝင်ဖြစ်ပါတယ်။ယဟန်ပြုပြီးတာနဲ့ဒီပိုင်းနဲ့မြတ်စွာဘုရားရှင်ရဲ့အနည်းငယ်အလုတ်အကျွေးဖြစ်နေမြတ်စွာဘုရားရှင်ရဲ့ဝေယဝဆတွေကိစ္စကြီးငယ်တွေပြုလို့ဆောင်ရွက်ပေးနေတယ်။ဝေယဝဆပြုလို့ဆောင်ရွက်ရင်းနဲ့လည်းတရားရှုမှတ်တယ်။ဝေယဝဆမလုပ်တဲ့အချိန်မှလည်းကောင်းရင်လိုင်းနဲ့ရောတိကျထိုင်ရင်နဲ့ရောတရားရှုမှတ်တယ်။အမြဲတမ်းသတိပဋ္ဌာန်ဝိပဿနာတရားကိုပွားများအားထုတ်နေပါတယ်။ဒီနေ့အရှင်နာဂသမလာဆွမ်းခံကြွရင်းနဲ့ဆွမ်းခံလမ်းတနေရာမှာလမ်းဘေးကြည်ကျင်ပွဲတစ်ခုနဲ့သွားတူတယ်။ဆိုင်နေဝိုင်းနေနဲ့မင်းသမီးလေးတယောက်ကကြည်တဲ့မလေးတယောက်ကကနေတယ်။ဆိုင်ဝိုင်းကတီးမှုတ်လိုက်တဲ့ဒူရိယာစီးချက်နဲ့အညီကကြည်တဲ့မလေးကမင်းသမီးလေးကကိုယ်လိုက်ညွတ်လိုက်ချိုးလိုက်ငင်လိုက်နဲ့လှလှပပကနေတယ်။အဲဒီလိုကနေတာကိုဝိုင်းထိုင်ပြီးတော့ကြည်နေကြတဲ့ပိဿတ်တွေကရောဖြတ်သွားဖြတ်လာကြည်ကြတဲ့ပိဿတ်တွေကရောမြင်သူတိုင်းကြည်သူတိုင်းကတော့ကကြည်တဲ့မလေးရဲ့ချုံမောလှပတဲ့ရုပ်ကြီးပြည့်ပြည့်တဲ့အချိုးအစစ်ပြောင်မြောက်ကျွမ်းကျင်တဲ့အကအနုပညာပေါ်မှာတာယာနှစ်သက်တဲ့စိတ်တွေသဘောကျကျင့်တဲ့စိတ်တွေတက်မဲ့တဲ့စိတ်တွေဖြစ်နေကြတယ်။ဒါပေမဲ့အရှင်နာဂသမလာကတော့တခြားသောပွဲကြည့်ပိသတ်တွေလိုကာကြီးသမလေးရဲ့အလှအပခန္ဓာကိုယ်အချိုးစစ်အကအနုပညာပေါ်မှာတာယာနှစ်သက်တဲ့စိတ်တွေလုံးဝမဖြစ်ဘဲနဲ့ဘာလေးနှလုံးသွင်းဆင်ခြင်မိလိုက်လဲဆိုတော့စိတ်ကြောင့်ဖြစ်တဲ့ဝါယောဓာတ်တွေပြန့်နှံ့လှုပ်ရှားခြင်းကြောင့်အမှုခန္ဓာကိုယ်အမှုရာတွေအမျိုးမျိုးပြောင်းလဲနေတာပဲ။စိတ်ကအမျိုးမျိုးဖြစ်နေတဲ့အတွက်အမူအရာကလည်းအမျိုးမျိုးဖြစ်နေတယ်။အကြောင်းတရားတွေရဲ့ပြုပြင်စီမံမှုကြောင့်ဖြစ်နေတဲ့သင်္ခါရတရားမှန်သမျှမြဲတဲ့သဘောမရှိပါလား။ခိုင်တဲ့သဘောမရှိပါလား။အနိစ္စတရားတွေပါလား။ကကြည်တဲ့မလေးကိုမြင်လိုက်တာနဲ့ကြည့်လိုက်တာနဲ့တာယာနှစ်သက်တဲ့စိတ်တွေမဖြစ်ဖြစ်နဲ့ဝါယောဓာတ်ရဲ့သဘောနဲ့အနိစ္စရဲ့သဘောကိုဆင်ញင်မိရတာဖြစ်သွားတယ်။ကကြည်တဲ့မလေးကနေတယ်ဆိုတော့ကိုယ်လိုက်ညွတ်လိုက်ချိုးလိုက်ငင်လိုက်ငုံလိုက်မောလိုက်လှဲလိုက်ပတ်လိုက်ဆက်လိုက်ခါလိုက်ကုန်းလိုက်ကော့လိုက်စသည်အဖြစ်အမူအရာတွေအမျိုးမျိုးဖြစ်နေတာပေါ့ဒီလိုခန္ဓာကိုယ်ရဲ့အမူအရာတွေအမျိုးမျိုးဖြစ်နေတာဟာဝါယောဓာတ်ရဲ့လှုပ်ရှားမှုကြောင့်ပဲဝါယောဓာတ်မှန်သမျှကတော့လှုပ်ရှားတဲ့သဘောပဲဒါပေမဲ့ဒီဝါယောဓာတ်ကိုဖြစ်စေတဲ့ဝါယောဓာတ်ရဲ့အကြောင်းရင်းဖြစ်တဲ့စိတ်ကအမျိုးမျိုးဖြစ်နေတော့ငုံကျင်တဲ့စိတ်ကြောင့်ငုံတဲ့အမူအရာမောကျင်တဲ့စိတ်ကြောင့်မောတဲ့အမူအရာအပြောင်းလဲတွေအမျိုးမျိုးဖြစ်နေတယ်အဲ့ဒါကိုကြည့်ပြီးတော့မမြဲတဲ့သဘောလေးဆင်ញင်မိသွားတယ်အမှန်ကတော့ဝိပဿနာဉာဏ်လို့ထင်ရပြီမဲ့ဝိပဿနာဉာဏ်နဲ့အလားတူတူတဲ့တန်ဝေကဉာဏ်ပါပဲလောကကြီးဘာမှနှစ်သာရမရှိပါလားဘာမှအတိတ်ပဲမရှိပါလားတကယ်တော့လောကကြီးကဘာမှမဟုတ်ပါဘူးဘာမှနှစ်သာရမရှိပါဘူးအဲ့ဒီလိုမြင်တဲ့တန်ဝေကဉာဏ်ကတစ်မျိုးပရမတ်သဘောလေးတွေနဲ့မတည်မြဲတဲ့သဘောအနိစ္စသဘောတရားတွေမတည်မြဲပဲပြောင်းလဲနေတဲ့သဘောတွေကိုဆင်ခြင်တဲ့ဝိပဿနာဉာဏ်နဲ့အလားတူတဲ့ဝိပဿနာဉာဏ်လို့ကိုထင်ရတဲ့တန်ဝေကဉာဏ်ကတစ်မျိုးပေါ့အခုရှင်နာဂသမလာစချင်းဖြစ်သွားတာတော့တန်ဝေကဉာဏ်ပါပဲအဲ့ဒီတန်ဝေကဉာဏ်ကိုအခြေခံပြီးတော့ကာကြီးသမလေးရဲ့ကာကြီးသမလေးဆိုတော့အရှင်အမြတ်အနေနဲ့ကြည့်မယ်ဆိုရင်အပြင်ဗဟိတပေါ့အပြင်မှာရှိတဲ့ဝါယောဓာတ်ရဲ့လှုပ်မှုသဘောရွေးမှုသဘောတွေတစ်ခုပြီးတစ်ခုပြောင်းလဲနေတာကိုဝိပဿနာဉာဏ်အစစ်နဲ့လည်းမြင်သွားတယ်ဆွမ်းခံကြွနေတာဆိုတော့ဆွမ်းခံလမ်းနဲ့ကြမ်းမြင်နဲ့ထိတာထိမှုလေးရဲ့ထိတိဖြစ်ပြက်ခြေသလုံးနဲ့သင်္ကန်းနဲ့ထိနေတယ်ထိသည်ဖြစ်ဖြစ်လမ်းလျှောက်နေတယ်လှမ်းလှုပ်ရှားနေတယ်လှုပ်သည်ဖြစ်ဖြစ်ပေါ့တပိတ်ဖုံးလေးပိတ်လိုက်ဖွင့်လိုက်လှုပ်မှုလေးတွေရှိတယ်ဆွမ်းလောင်းလိုက်တော့လောင်းလိုက်တဲ့ဆွမ်းကိုမြင်တာရှိတယ်ဆွမ်းရဲ့အနံလေးတွေရတာရှိတယ်ဒီအနံလေးတွေရဲ့ဖြစ်ပျက်ကိုလည်းမြင်အောင်ရှုတယ်လမ်းမှာခွေးတွေလူတွေသွားနေတာမြင်တယ်မြင်မှုရဲ့ယုံနံဖြစ်ပျက်ကိုလည်းမြင်အောင်ရှုတယ်စသည်အဖြစ်ဆွမ်းခံကြွနေရင်နဲ့ကကြည်တဲ့မာလေးရဲ့လှုပ်ရှားမှုကိုကြည့်လို့ရလာတဲ့စိတ်ဓာတ်အင်အားနဲ့ပွင့်သွားတဲ့အသိဉာဏ်နဲ့ဆက်ပြီးတော့ရှုမှတ်ပွားများလိုက်တာကကြည်တဲ့မာလေးတောင်မှကလို့မပြီးသေးဘူးအရှင်နာဂသမလာဆွမ်းခံကြွနေရင်တန်းတန်းနဲ့ယဟန္တာဖြစ်သွားတယ်အရှင်နာဂသမလာယဟန္တာဖြစ်သွားတာတင်မလင်ခွေခတ်ဆန်မျက်စိမိတ်ပြီးတော့တီးခြားထိုင်နေရင်ယဟန္တာဖြစ်သွားတာမဟုတ်ပါဘူးဆွမ်းခံကြွနေရင်လမ်းလျှောက်နေရင်တန်းတန်းနဲ့ပဲယဟန္တာဖြစ်သွားတာပါဆွမ်းခံကြွတယ်ဆိုတာယဟန်တော်များအတွက်အသမီးဝါညောင်းလို့လှုပ်တာပဲပေါ့ဒါလေးကိုကောက်ချက်ချပြီးတော့အရှင်နာဂသမလာဆွမ်းခံကြွခြင်းဆိုတဲ့အသမီးဝါညောင်းလို့လှုပ်ရင်းနဲ့တရားရှုမှတ်တာယဟန္တာဖြစ်တဲ့ဒီတရားဥဒ္ဒေမြတ်ရသွားတယ်တို့လည်းပဲ
ဘုရားရှိမှတိကျထိုင်မှတရားအထုတ်တာမျိုးမဖြစ်စေဘဲနဲ့အတမွေးမညောင်းလို့လှုပ်ရင်းအိမ်မွေးကိစ္စလူမှုကိစ္စတွေလုံနေရင်းနဲ့လေတတိလေးကပ်ညံလေးကပ်ပြီးတော့တတိလေးထိုင်ညံလေးပွားပြီးတော့ကြိုးစားအထုတ်နေမယ်ဆိုရင်အတမွေးမညောင်းလို့လုံနေရင်းနဲ့ဈေးရောက်နေရင်းနဲ့ယုံထိုင်နေရင်းနဲ့ကိုပဲတရားဓုတရားမြတ်ရနိုင်တယ်လို့ဆင်ခြင်ပြီးတော့သွားရင်လာရင်လုံရင်ကန်ရင်နဲ့အမြဲတမ်းတရားရှုမှတ်ကြရမယ်အရှင်နာဂသမလာကအပြင်မှာရှိတဲ့အကကြီးသမလေးရဲ့လှုပ်မှုလေးကိုကြည့်ပြီးတရားဓုတရားမြတ်ရသွားတာကိုနမူနာထားပြီးတော့ကိုယ်လည်းပဲတဏိတာမှာဘာအလုပ်ပဲလုပ်လို့လှုပ်ရှားမှုသဘောဆိုတာကအမြဲတမ်းရှိနေတယ်လှုပ်မှုတိုင်းကိုလှုပ်တယ်လို့သိနေမယ်ပုဂ္ဂိုလ်တော်ကငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမပါကျမ်းမြင်တို့အိမ်တို့ရွှေတို့ဆိုတာတွေမပါတော့ဘဲနဲ့လှုပ်မှုသဘောလေးတစ်ကိုပဲအာယုံစူးစိုက်ပြီးတော့ရှုနေမယ်ဆိုရင်ရှုမှတ်ပါများတဲ့အခါမှာပုဂ္ဂိုလ်တော်ဘာဆိုတဲ့အစွဲတွေရွှေငွေဆိုတဲ့အစွဲတွေကင်းပြီးတော့လှုပ်မှုသဘောလေးရဲ့သိမှုသဘောလေးရဲ့သဘောနှစ်မျိုးပဲရှိတယ်လှုပ်မှုသဘောဆိုတာယုတ်တရားပဲသိမှုသဘောဆိုတာနံတရားပဲယုတ်တရားနံတရားလေးပဲရှိတယ်ဆိုတာဉာဏ်ထဲမှာရှင်းလာလိမ့်မယ်ရှုမှတ်ပါများမယ်ဆိုတော့လှုပ်တာလေးကလည်းတလှုပ်ပြီးတလှုပ်ဖြစ်လိုက်ပြက်လိုက်ပဲသိတာလေးကလည်းတတိပြီးတတိဖြစ်လိုက်ပြက်လိုက်ပဲဆိုတာဉာဏ်ထဲမှာထင်ရှားလာလိမ့်မယ်ရှေ့ဆက်ရှုမှတ်ပါမယ်သွားရင်ဖြစ်လိုက်ပြက်လိုက်နဲ့မလို့မမြဲတဲ့အိဋ္ဌဖြစ်လိုက်ပြက်လိုက်ရဲ့ဖြစ်ချင်းတန်ခံရလို့မကောင်းတဲ့ဒုက္ခဖြစ်တာကိုမပြတ်အောင်ပြတ်တာကိုမဖြစ်အောင်တားမရလို့မပိုင်တဲ့အနတ္တဆိုပြီးတော့လက္ခဏာရေးသုံးပါလဲထင်သွားပြီးတော့အိမ်မှုကိစ္စလူမှုကိစ္စတွေသွားရင်လာရင်လုံရင်ကန်ရင်စားရင်တောင်းရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်အမြဲတမ်းတတိကပ်ပြီးတော့ရှုမှတ်ပွားများသွားမယ်ဆိုရင်အဲ့လိုပဲသွားရင်လာရင်လုံရင်ကန်ရင်နဲ့ပဲတရားဓုတရားမြတ်တည်ရသွားနိုင်ပါတယ်အဲ့တော့လှုပ်မှုလေးဆိုတာကအမြဲတမ်းရှိတယ်ထမင်းချင်ရင်လည်းရှိတယ်အဝိရှောင်ရင်လည်းရှိတယ်ရုံကိစ္စအိမ်ကိစ္စလုံရင်လည်းရှိတယ်ဈေးရောင်းနေလည်းရှိတယ်လှုပ်တိုင်းသိနေပေါ့နမူနာလေးနှစ်ခုလောက်ပြောမယ်ဆိုရင်မျက်နှာတစ်တဲ့နဲ့ရေချိုးတာကြည့်လိုက်ပေါ့မနေ့ရထမျက်နှာတစ်တယ်ဆိုရင်မျက်နှာပေါ်မှာလက်ကလေးပြေးလွှားပြီးတော့လှုပ်ရှားနေတာမျက်နှာတစ်တဲ့အချိန်မှာလက်ကလေးမျက်နှာပေါ်မှာပြေးလွှားလှုပ်ရှားနေတာလေးကြည့်ပြီးတော့လှုပ်တယ်လို့သိနေမယ်ဆိုရင်မျက်နှာတစ်နေရင်လည်းတတိပဌာန်ဝိပဿနာတရားပွားများပြီးသားဖြစ်သွားတာပဲရေချိုးနေလည်းရေခွက်ခတ်တယ်လောင်းတယ်ဆက်ပြတိုက်တယ်ကြီးတွန်းတယ်လှုပ်မှုလေးတွေရှိနေတာပဲအဲ့ဒီလှုပ်မှုလေးတွေကိုတတိလေးကပ်ပြီးတော့လှုပ်တယ်နဲ့သိနေမယ်ဆိုရင်ရေချိုးနေတဲ့အချိန်မှာလည်းတတိပဌာန်ဝိပဿနာနဲ့ပွားများပြီးသားဖြစ်သွားတာပဲအဲ့တော့လှုပ်တာထဲမှာမလှုပ်တာရှားဆိုတာကယုတ်တရားနံတရားတွေဆိုတာယုတ်တရားတွေနံတရားတွေဟာဖြစ်လိုက်ပြလိုက်နဲ့အမြဲတမ်းပြောင်းလဲလှုပ်ရှားနေလို့လှုပ်တတ်တဲ့တရားတွေလို့ခေါ်ပါတယ်နိဗ္ဗာန်ကတော့ဖြစ်ချင်းပြချင်းလုံးဝမရှိလို့ပြောင်းလဲခြင်းမရှိလှုပ်ရှားခြင်းမရှိတဲ့အတွက်မလှုပ်တတ်တဲ့တရားလှုပ်တတ်တဲ့ယုတ်တရားနံတရားတွေကတနည်းပြောရင်လှုပ်တတ်တဲ့သက်ရှိတတ်မဲ့အာယုန်တွေကနေမလှုပ်တတ်တဲ့နိဗ္ဗာန်ကိုရှာရမယ်နိဗ္ဗာန်ကတော့ဒီတိုင်းကြီးတိုင်းရဲ့မတွေ့နိုင်ဘူးလှုပ်တတ်တဲ့ယုတ်တရားနံတရားတွေလှုပ်တတ်တဲ့သက်ရှိတတ်မဲ့တွေနဲ့ကြုံတိုင်းဆုံတိုင်းနိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းမှုကိုရအောင်ယူတယ်ဆိုရင်လှုပ်တာထဲမှာမလှုပ်တာရှားတာပါပဲအဲ့တော့လှုပ်တိုင်းသိတဲ့တတိပဌာန်ဝိပဿနာနည်းနဲ့လေလှုပ်တာထဲမှာမလှုပ်တာရှားလို့ရပါတယ်တတိပဌာန်ဝိပဿနာပေါင်းများဖို့အဆင်မပြေဘူးဉာဏ်မမီဘူးအခြေအနေမပေးဘူးဆိုရင်လည်းပဲဒါနသီလဝေယဝဆအစရှိတဲ့ကုသိုလ်တွေတစ်ခုမှတစ်ခုလှုပ်တိုင်းရနေအောင်ကြိုးစားကြရမယ်အဲ့ဒါဆိုရင်လှုပ်တာထဲမှာမလှုပ်တာရှားတာပါပဲဆိုတော့ခုနမျက်နှာတစ်တဲ့ဆိုရင်ကိုပဲမျက်နှာတစ်တဲ့ချိန်မှာလှုပ်တိုင်းသိမျက်နှာနဲ့လက်နဲ့ထိတိုင်းသိရှုမှတ်ပါများသွားရင်လှုပ်တာလေးလှုပ်သည်ဖြစ်ဖြစ်ထိသည်ဖြစ်ဖြစ်မြင်လာမှာပါပဲမမြင်ရင်အဆုံးမြင်လာမှာပါပဲအဲ့ဒါအပြင်ကိုပဲမျက်နှာတစ်နေတဲ့ဒါနကုသိုလ်ဖြစ်ခြင်းနဲ့ဆိုရင်ပထမဆုံးမျက်နှာတစ်ကိုခတ်လိုက်တဲ့ရေဖလားလေးလက်နှစ်ဖက်နဲ့စုံမြောက်နဖူးထက်မှာတင်ပြီးတော့မြတ်စွာဘုရားရှင်အားမျက်နှာတစ်တော်ကြီးလှူဒန်းပါတယ်ဖေဟာဒါဆိုရင်မျက်နှာတစ်နဲ့ဒါနကုသိုလ်ဖြစ်သွားတာပဲပြီးတော့မှတရဏဂုံသုံးပါးလေးပါလေးရွတ်ပြီးရင်မြတ်စွာဘုရားမျက်နှာတော်သိပြီးဖြစ်လို့ဘုရားတပည့်တော်ကိုဆေးဖြစ်နဲ့စွန့်တော်မူပါဘုရားဆိုပြီးတော့မြတ်စွာဘုရားမျက်နှာသိပြီးသားရေကိုစွန့်ပြီးတော့ကိုကမျက်နှာတစ်လိုက်ပေါ့ဒါဆိုလောကသဘောနဲ့ပြောရင်မျက်နှာပွင့်စေလည်းဖြစ်သွားတာပါပဲဒါပေမဲ့ဒါကတော့အဓိကမဟုတ်ပါဘူးကုသိုလ်ရဖို့အဓိကပဲစနေကြတဲ့ရှင်းတသက်ရဲ့တစ်တယ်ဆိုရင်သီလကုသိုလ်ဖြစ်တယ်မျက်နှာတစ်လိုက်တယ်ဆိုရင်စတဲ့ခါစမှာနဖူးမှာချွေးစီတွေပြန်ကစီဖြစ်နေတာတွေ့မယ်ကစီဖြစ်နေတာလေးအာယုံပြီးတော့အော်ဒီမျက်နှာမှာမတင်မတဲ့ရုံးစပွဲဖြစ်နေလို့ကစီဖြစ်နေလို့ညစ်ပတ်နန်းစော်နေလို့မျက်နှာတစ်ပြရတာပါပဲမသိရင်ညစ်ပတ်မှမလို့တစ်ပြရတာဒီခန္ဓာကိုယ်ကြီးအတုပသဘောမတင်မတဲ့ရုံးစပွဲကြီးပါလားလို့ဆင်ញင်လိုက်ရင်မျက်နှာတစ်နေရင်တန်းလန်းနဲ့ကိုအတုပဘာဝနာပွားလို့သမထကုသိုလ်ရသွားတယ်မျက်နှာလေးနဲ့တစ်တန်းမြတ်စွာဘုရားရှင်မျက်နှာတော်အာယုံပြုပြီးတော့အတုမရှိသောကြက်တီတော်နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားတိတိဘုံတော်မျက်နှာတော်ကြည်လင်တန်ဆင်တော်မူသောမြတ်စွာဘုရားမျက်နှာတော်အေးချမ်းတော်မူသောမြတ်စွာဘုရားစသည်အဖြစ်မြတ်စွာဘုရားရှင်မျက်နှာတော်လေးအာယုံပြုပြီးတော့ဂုဏ်တော်ပွားလိုက်မယ်ဆိုရင်လေမျက်နှာသိနေရင်လည်းအချိန်တစ်စက္ကန့်လေးမှာအပေါ်မကုန်မဲနဲ့အချိန်အထူးမပေးရဘဲနဲ့သမထကုသိုလ်ဂုဏ်တော်ပွားတဲ့သမထကုသိုလ်ရသွားပြန်တယ်လှုပ်တိုင်းထိတိုင်းသိတယ်လှုပ်တိုင်းသိတိုင်းဖြစ်ပြမြင်တယ်ထိတိုင်းသိတိုင်းထိသိရဲ့ဖြစ်ပြကိုမြင်နေဆိုရင်ဝိပဿနာလည်းဖြစ်တယ်မျက်နှာသိနေတာ9မိနစ်ကြာရင်9မိနစ်လုံးဒါနသီလသမထဝိပဿနာကုသိုလ်၄မျိုးစုံအောင်ယူလို့ရပါတယ်
ရေချိုးတဲ့အခါမှာလည်းဒီတိုင်းပဲပေါ့ပထမဆုံးခက်လိုက်တဲ့ရေလေးချိုးဖို့ခက်လိုက်တဲ့ရေလေးကိုနဖူးထဲမှာမြှောက်ပြီးတော့မြတ်စွာဘုရားရှင်ကချိုးတော်ရေလှူဒန်းပါတယ်ဖေ။ဒါမှမဟုတ်ကန်ထဲမှာရှိတဲ့ရေတွေအကုန်လုံးကိုပဲမြတ်စွာဘုရားရှင်ကချိုးတော်ရေဖြစ်နေလှူဒန်းပါတယ်ဖေ။လှူပြီးတော့မှတရဏဂုံလေးတွေပါလေးတွေရွတ်ဖတ်ပြီးတော့မှမြတ်စွာဘုရားရေချိုးပြီးဖြစ်လို့ဘုရားကြီးဘက်ကိုဆေးဖြစ်နေစွန့်တော်မူပါဘုရားဆိုပြီးတော့စွန့်ပြီးတော့ကိုယ်ကချိုးလိုက်ပေါ့။ဒါဆိုဒီရေကလည်းဘေးရန်အနေနဲ့ကင်းရှင်းနေကောင်းကျိုးချမ်းသာတွေလည်းပြည့်စုံစေနေတဲ့ရေလေးဖြစ်သွားတာပဲ။အဲ့တော့ရေချိုးနေတဲ့ဒါနကုသိုလ်ရသွားတယ်။တန်တန်ရှင်းရှင်းတသက်ရဲ့နဲ့စနေတကျချိုးတယ်ဆိုရင်သီလကုသိုလ်လည်းဖြစ်သွားတယ်။ရေချိုးနဲ့ရေနဲ့ခန္ဓာကိုယ်နဲ့ထိလို့အေးတော်တာလေးသက်တည်ထားပြီးတော့ဤရေကဲ့သို့တတ္တဝါအလုံးကိုရောစိတ်ပိုင်အေးချမ်းကြပါစေ။ရေရဲ့အေးဓာလေးအာရုံပြီးတော့တတ္တဝါအလုံးအေးချမ်းကြပါစေလို့မေတ္တာပို့နေရင်မေတ္တာဘာဝနာဆိုတော့သမထကုသိုလ်လည်းဖြစ်သွားပါတယ်။အဲ့တော့ရေမချိုးပဲထားရင်ညစ်ပတ်နံစောတော့မှမဟုတ်လို့ချိုးနေရတာဆိုတော့ဒီခန္ဓာကိုယ်ကြီးဟာမတက်မတက်ရွံ့ဆိုပဲအတုပကြီးပဲလို့နှလုံးသွင်းဆင်ញင်လိုက်မယ်ဆိုရင်အတုပဘာဝနာပွားများပြီးသားသမထကုသိုလ်လည်းရသွားပါတယ်ခတ်တိုင်းလောင်းတိုင်းဆက်ပြတိုင်းကြည်တွန်းတိုင်းလှုပ်မှုလေးတွေထိမှုလေးတွေရှိတယ်လှုပ်တိုင်းသိနေမယ်ထိတိုင်းသိနေမယ်ဆိုရင်လက်ဒီခြေဒီဆိုတဲ့ပညာတွေစိတ်အစဉ်မှာကွာပြီးတော့လှုပ်မှုသဘောထိမှုသဘောသိမှုသဘောလေးပဲထင်ရှားလာမယ်ပညာအနေနဲ့လည်းပဲကိုရေဘယ်နေရာချိုးပြီးပြီလဲကြီးဘယ်နေရာနှောင်းတိုက်ပြီးပြီလားဆက်ပြတိုက်ပြီးပြီလားစသည်အဖြစ်ပညာနဲ့လည်းတစ်ဖက်ကတော့သိပေါ့ခလေးကလေးချိုးလာတာဆိုတော့မမောင်းအထူးကူးဆိုင်ဆရာမလိုတော့ပါဘူးဒါပေမဲ့တစ်ဖက်ကလည်းအဲ့ဒီပညာသဘောသိနေရင်းနဲ့လှုပ်မှုထိမှုလေးတွေသိလှုပ်သည်ဖြစ်ပြထိသည်ဖြစ်ပြလေးတွေအေးတဲ့သဘောလေးကိုလည်းအေးသည်ဖြစ်ပြကလေးတွေရှုမှတ်ပွားများသွားမယ်ဆိုရင်ရေချိုးနေဝိပဿနာကုသိုလ်လည်းရသွားပါတယ်ရေချိုးနေရင်ဒါနနဲ့အဲ့ဒီလိုအမြဲတမ်းဒါနသီလသမထဝိပဿနာကုသိုလ်တွေစုံလှုပ်သွားမယ်ဆိုရင်ရေချိုးနေရင်ဒါနနဲ့ကိုပဲသောတပန်တဂရကအနာဂံယဟန္တာအရိယပုဂ္ဂိုလ်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်လှုပ်တိုင်းလှုပ်တာလေးကိုသိတဲ့သတိပဋ္ဌာန်ဝိပဿနာကုသိုလ်နဲ့လည်းမလှုပ်တဲ့နိဗ္ဗာန်ကိုရှားပါလှုပ်တိုင်းဒါနသီလဝေယဝိဆအစရှိတဲ့သမထအစရှိတဲ့ကုသိုလ်ကောင်းမှုတစ်ခုခုရအောင်ယူပြီးတော့လေလှုပ်တာထဲမှာမလှုပ်တာရှားပါလှုပ်တတ်တဲ့ယုံ nant တရားတွေကမလှုပ်တတ်တဲ့နိဗ္ဗာန်တရားကိုရအောင်ရှားပါဒါကြောင့်မလို့ပေါ့လေတခြားအလုပ်တွေလည်းနမူနာယူပြီးသိပေါ့နော်ဘာအလုပ်ပဲလုပ်လို့လှုပ်မှုဆိုတာအများတန်းရှိတယ်လှုပ်တိုင်းသိနေမယ်ဆိုရင်ဉာဏ်ရင့်သွားတဲ့တနေ့ပါရမီပြည့်သွားတဲ့တနေ့မှာနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားမှာပါပဲ။ဒါကြောင့်တရားနာပိသများအားလုံးလှုပ်တိုင်းဒါနသီလသမထဝိပဿနာစတဲ့ကုသိုလ်မျိုးကောင်းမှုတွေကိုရအောင်ယူနိုင်ကြပါစေ။ယူနိုင်ကြတဲ့အတိုင်းလည်းပဲမိမိတို့ရည်မှန်းတောင့်တတဲ့ဘောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့လှုပ်တာထဲမှာမလှုပ်တာရှာတရားကိုဒီနေရာမှာပဲညီကုံချုပ်ပါတော့မယ်။အပမဒီနာတံပါဒိထာအပမဒီနာမမိမလျော့မပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါဒိဋ္ဌသီလသမာဓိပညာဥစွာသောသိက္ခာသုံးပါးတို့ကိုယ်စီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း